ဘာမှမကြည့်နေနဲ့အားလုံးတရက်တီတုတ်ချွေဖို့ဆိုပြီးဒီနေရာကိုရောက်လာတာတနေ့ခုံလုံးလေဒီပါဇက်ကမျိုးမျိုးတောင်းတာတယ်တိလားတနေ့တက်နေရလေဘာလောက်စားရင်ကောင်းမလဲဘာစားရရင်ကောင်းမလဲဆိုတာကိုပဲလေအုံနောက်ကတွေးလိုက်ပါဇက်ကစားခြင်းစိတ်ကြီးပေါက်လိုက်ခဲ့အဲ့တော့ဒီနေ့ကချမ်းကလေတကဘာလုံးမှာစီးတဲ့အချင်းတိုက်တဲ့သူတွေအားလုံးတရက်တီချမ်းတုတ်ချွေမှာချမ်းကိုယ်တိုင်တုတ်မှာဒီနေ့ဘလို့တုတ်ပြီးရောလေဘလို့ဝက်ကွယ်စော်ကားမယ်ဆိုတာစောက်ကြည့်လိုက်ချမ်းရဲ့ကုသိုလ်ကံကလေအရန်ကောင်းတယ်အဆက်အချင်းအငယ်ဘလောက်ဆဆချမ်းဘာမှမဖြစ်တာဒါပေမဲ့ဘယ်ချိန်မှဘာဖြစ်မယ်ဆိုတာမသိပေမဲ့လက်ရှိရှင်းတန်နေတဲ့အချိန်မှာတော့ပါဇက်ကတောင်းတတဲ့အရာကတော့ချက်ချင်းထားလောက်စားရမအောင်ချမ်းကျင်နေတာဒီမှာအရင်အမသိသေးကြလိုက်ပါသားရန်ကောင်းငါပြီးရင်လည်းပဲချမ်းတောက်ထားတာOh my god ရန်ကောင်းတရက်တည်းမချစ်စုတော့အရင်အချင်းတည်းမပေါတဲ့ငါလေးရန်ကောင်းလာ人这个餐，这本身刚打掉了，比较的鸡，人刚入，入鸡肉多，这改了改啥了？啥了这改了？阳光，အရင်ရန်ကောင်းတဲ့ငပိရည်နဲ့ပဲချမ်းတယ်အိမ်မှာသမီးနဲ့စားတဲ့ငပိရည်ကိုပဲအကြက်မုတ်ပြစ်လေးနဲ့ဖြော်ပြီးတော့လေပစုံရောက်လေးထောင်းထည့်ပြီးတော့အချိုမုတ်လေးနဲ့ဒီလိုတုတ်တာအရင်တုတ်ပေါ့တဲ့ကျွန်တော်တောတုတ်ပေါ့ကောင်းလိုက်တာရန်ကောင်းအကုန်စားမှာနော်ပြည့်ရည်ကြီးအကြီးကျန်ကမကြနှစ်ဒီဘုံမချင်းမချစ်သူရမဲကဝင်းပြင်းကတာလေဆိုရယ်သူကတရက်ဒီမှာနည်းနည်းချိုတက်နေနေပါတော့အရန်လိုက်ပတ်တယ်လောက်တာကြီးစမ်းကြတယ်စားမယ်ဒါရမသိခင်စားတာအသက်မကြီးခင်စားတာတက်ကြည့်ပါမသူများစားတာတွေ့ပြီးချမ်းထိုင်ပြီးတော့သိရင်မကြားနိုင်ဘူးမကြည့်ဒီမှာကြည့်ရလို့မသိဘူးချမ်းမချမ်းပြန်စားရပြီဒီလိုကြည့်ပြီးတည့်ရကြမ်းပြီးတော့ကျင်းနေရစိုက်ကြရကောင်းလားငရုတ်ကြီးကျမလုံးဝနှကန်းလေးမပူလက်ချောင်းလေးမပူဘိုင်းမနာဘူးဝင်မပူလက်တွေမပူချန်တို့ကိုယ်တိုင်လောချန်တို့ကိုယ်တိုင်ရောင်းနေအညာလို့မှုတ်တက်လုံးဝမပါဘူးတခြားဟိုလက်တွေအရန်ပူပြီးတော့စားလိုက်နှကန်းလေးပူလက်တွေပူဘိုက်တွေပူအဲ့လိုအိမ်ငရုတ်တီကိုမဟုတ်ငရုတ်တီအမှ၄၅စားရှိတဲ့ချန်တို့လော်တဲ့ဟာကလုံးဝလက်တွေပူတာတို့လက်ချောင်းနဲ့နှကန်းလေးပူမရှိဘူးတဲ့ဘိုင်းနာတာတို့မရှိဘူးငပိရတာချမ်းရောက်တဲ့ငပိနဲ့နယ်ပြီးတုတ်ထားတာရန်ကောင်းတအားကောင်းအဲ့လိုတအားကောင်းလို့အဲ့လိုတအားစားတာလေတိလားချမ်းသာတာခဏပတ်ဆက်ခဏရွှေဒီစိတ်နေဝတ်တာတခဏဒါလာစားတာတခဏမတူစားမှာပဲဒီခံစားချက်ကိုဒီလိုကြိုက်တဲ့လူတွေပဲသိတယ်စားလိုက်ရင်ချွေးတွေပြန်ပြီးတော့လက်ချောင်းတွေရှိမှအရင်စားလက်သားမလားဒီလိုစားခြင်းနဲ့ဆိုတော့လောက်ကျွေးမယ်ငါပြီးတိုးစားတာထမင်းမမေလေးစားခြင်းနဲ့ဆိုတော့လောက်ကျွေးမယ်စားခြင်းတာပြောကုန်လောက်ကျွေးမယ်